မင်္ဂလာပါဗျာနော်ကျွန်တော်ရဲ့ဒီဗီဒီယိုမှာကြတော့ပေါ့နော်လန်ချနန်ဆိုတဲ့စကားပါလန်ချနန်ဆိုတာကြတော့နန်ဆိုတာအဲ့ဒါဒီအနီးတုံးကဒီဟာလေအနီးဆိုရင်ဒီဟာအနွန်ဆိုရင်ဟိုဟာအနန်းဆိုရင်အဲ့ဟာဆိုပြီးဆရာတို့ပြောထားတယ်မလားအဲ့တော့လန်ချက်ဆိုတာနောက်ပေါ့နီးကကြတော့အနီးကဒီဟာကြက်ကမှလန်ကနောက်ဆိုတော့ဒီမှနောက်ဆိုတော့ဒီနောက်ဒီမှာလည်းလိုပဲဒီကောင်ကအနောက်လန်ဆိုတာအနောက်လန်ဆိုတာအနောက်ချက်ဆိုတာမှနန်းဆိုကြအဲ့ဒါဆိုတော့အဲ့ဒီရဲ့နောက်ဖြစ်သွားတာပေါ့တကယ်တော့သုံးရတာဒီနောက်လို့ပြောအဲ့ဒီနောက်ပြောအတူတူပါပဲဒါပေမဲ့ကျွန်တော်တခါပြောပြနော်မတူတဲ့နေရာလေးနည်းနည်းရှိတယ်အဲ့ဒါအခုရှင်းပြပေးမယ်ထပ်တစ်ခေါက်ရှင်းပြလိုက်အောင်မယ်နော်တိတော့ဆရာသမားကြီးကျတော့ကျွန်တော်နဲ့ဒီမတင်ဖြစ်တဲ့လူတွေဆိုလို့ရှိရင်ဒီအပြန်လန်တင်တာမို့တဲ့လူကြတော့မကြားဘူးမှဆိုလို့ပြန်တင်ပေးမယ်နော်အဲ့ဒါလေးအခုပြောပေးမယ်ဒါပေမဲ့ဒီချောင်းလေးအရင်ဖတ်ပြလိုက်အောင်မယ်ပေါ့လန်ချနန်ဆိုတာအဲ့ဒီနောက်ဆိုတော့ဒီမှာအနီးနဲ့အနောက်ဒီအနီးတုံးကဒီဟာမို့လို့ဒီနောက်ပြောတာပေါ့ဒီကောင်ကအဲ့ဒါဆိုတော့အဲ့ဒီနောက်ဖြစ်နေမှာပေါ့အဲ့ဒီနောက်လို့ဖြစ်နေမယ်เนาะဒီကောင်ကအဲ့ဒီနော်ဒီထိုင်းမှာနေလို့ရှိရင်ကျွန်တော်တို့က10နှစ်လောက်ကြာပြီးတော့အနီးအနွန်အနံ့မသိဘူးဆိုပြီးအဲ့လိုဖြစ်နေမှာဆိုလို့အဲ့ဆိုရင်အဲ့ဒါပဲအရင်သင်ပေးလိုက်ပါမယ်เนาะအဲ့တော့အဲ့ဒါပိုအရေးကြီးလို့ပါဒီလန်ချနန်းသိရတဲ့စာရင်အဲ့ဒါပိုအရေးကြီးတယ်เนาะအဲ့ဆိုကျွန်တော်တခါတည်းအဲ့ကောင်ကိုပဲသင်ပေးလိုက်မယ်နော်အဲ့ဆိုရင်နည်းနည်းလေးရှင်းပေးလိုက်မယ်เนาะဒီထိုင်းမှာနေတာကြာပြီဆိုလို့ရှိရင်အဲ့ဆိုရင်ဒီမှာကျွန်တော်ဒီမှာရေးပေးလိုက်မယ်ဗျာကျွန်တော်ဘောပင်ပြောင်းနေပါတယ်အဲ့ဆိုရင်ဒီမှာเนาะဆရာတို့ဒီမှာကြည့်လိုက်အနီးဆိုရင်ဒီဟာမလားအနီးဆိုရင်ဒီဟာအနီးဆိုရင်ဒီဟာလို့ပြောတယ်ပေါ့နော်အနီးပေါ့ဗျာတကယ်တော့အနီးလို့ပြောတာပေါ့အနီးဆိုတာဒီဟာပေါ့ကျွန်တော်ကအနီးလို့ပဲရေးပြတာပေါ့နော်မြန်မာအတန်နဲ့အနီးဆိုတာဒီဟာပေါ့ပြီးတော့အန်နွန်ဆိုရင်ဟိုဟာပေါ့ဒါမဲ့ကျွန်တော်တို့ကကိုကျွန်တော် metra word ဆိုတဲ့တဝက်အတန်နဲ့ဖတ်သွားတော့အနွန်လို့ဖြစ်သွားတာပေါ့အနွန်လို့ပြောတာပေါ့ဗျာဟိုဟာပေါ့အနီးဆိုရင်ဒီဟာအနွန်ဆိုရင်ဟိုဟာအဲ့ဒါမှတ်တော့နော်အနန်းဆိုလို့ရှိရင်အဲ့ဟာပေါ့အနန်းဆိုလို့ရှိရင်အဲ့ဟာအနန်းဆိုရင်အဲ့ဟာပေါ့အခင်းကြတော့ကျွန်တော်တို့ကထိုင်းမှနေတာ10နှစ်ရှိပြီအနီးအနန်းအနွန်မကွဲဘူးဆိုလို့အဲ့လိုမျိုးတုံးနေတဲ့လူတခါလေဆိုရှင်ဟိုဟာမားတဲ့နေရာလေးတွေရှိတာပေါ့ဗျာအချင်းကြတော့ကျွန်တော်တို့ကသတိမထားပြီးတော့နည်းနည်းလွဲတယ်လို့ဖြစ်သွားတာပေါ့အနီးဆိုရင်ဒီဟာအနီးကတော့ဒီဟာဘာမှပြဿနာမရှိဘူးဒီကောင်ကတူဟန်တူပဲနေတာဥပမာကျွန်တော်တို့ကဒီဟာဆိုတော့လွဲကြလည်းမရှိဘူးဗျာပစ္စည်းတစ်ခုဝယ်တာပဲဖြစ်ဖြစ်ဘာတစ်ခုခုလုံးမှာပဲဖြစ်ဖြစ်အနီးဆိုပြီးဒီဟာဆိုပြီးကင်ပြလို့ရတာကိုဒီတော့ဘယ်လွဲမလို့ဒါမဲ့အနွန်ဆိုတဲ့ဟိုဟာနဲ့အဲ့ဟာကြတော့တခါတည်းကလွဲတယ်เนาะဒါမဲ့များတော့အဖြစ်ကတော့သုံးရတာတူပါတယ်ဘယ်ဟာယူသွားကျွန်တော်ဘယ်ဟာယူသွားမှလဲဆိုလက်မျိုးထိုးပြီးတော့အောင်အနွန်ဆိုဟိုဟာယူသွားဒါမှမဟုတ်လဲအောင်အနန်းအဲ့ဟာယူသွားဆိုတော့တူတယ်လို့ကြီးဖြစ်နေတာပါဗျာတို့တော့တခါတလေကျတော့မတူတဲ့နေရာလေးရှိတယ်ဥပမာကျွန်တော်တော့ဒီမှာအများတန်းတင်တိုင်းဒီမှာဘောပင်တွေရှိရဆိုဘောပင်တွေပဲပြနေရတာပေါ့ဗျာဥပမာဆိုလို့ရှိရင်ကျွန်တော်တို့ကအနီးဆိုတာကတော့ကျွန်တော်ကနီးတဲ့ကောင်ပြောတာများတယ်ကိုကကင်ပြလို့ရတဲ့ဟာပေါ့ဒီဟာလေးအနီးထောက်လိုက်ဒီဟာဘယ်လောက်လဲအနီးလက်ခါထောက်လိုက်ဒီဟာဘယ်လောက်လဲဒါမှမဟုတ်ကြအောင်အနီးဒီဟာယူမယ်ဒါလွယ်သွားပြီဒါမဲ့ကိုနဲ့ဝေးတဲ့ထားပါတော့ဒါဆိုင်ရှင်းရဲ့လက်ထဲမှာထားပါတော့เนาะကျွန်တော်တို့ကအဲ့ဒါဆိုသူကဘယ်ဟာယူမှလဲပေါ့ပစ္စည်းလမ်းပြတယ်ဆိုကိုကเนาะဒီမှာအနီးကသုံးလို့မရတော့အဲ့ကြတော့ကိုနဲ့ဝေးတာဆိုတော့ဟိုဟာယူမှာဒါမှမဟုတ်လဲအဲ့ဟာယူမှာအဲ့လိုပြောရမှာလေအဲ့လိုပြောမဲ့အချိန်မှာကျွန်တော်တို့ကဒီအနွန့်နဲ့အနန်းနဲ့ကတူတယ်လို့သဘောထားပြီးကျွန်တော်ပြောကြည့်မယ်ဆိုပါစို့အဲ့ဆိုသူကကျွန်တော်တို့ပြောမယ်ပစ္စည်းကဝေးတယ်ပေါ့ကျွန်တော်တို့ကဘောပင်ဝယ်မယ်ဆိုသူကဘောပင်ကသူ့ရဲ့ဆိုင်ရှင်ရဲ့နောက်မှာထားတယ်ဆိုပါစို့အဲ့ဆိုရှင်ကျွန်တော်ကအဲ့ဒီဘောပင်လေးယူခြင်းတယ်ဆိုလို့ရှင်သူကဘောပင်ကင်ပြပြီးတော့ဘယ်ဟာလေးကိုယူမှာလဲပေါ့ဘယ်ဟာကိုယူမှာလဲဆိုပြီးသူကဘောပင်ကင်ပြရတာပေါ့ကျွန်တော်တို့ကအဝေးကနေလက်ညှိုးထိုးပြတာခင်ဗျာဆိုင်ရှင်ကကျွန်တော်တို့မေးတယ်ဟဲ့သူကအဝေးကထိုးပြတော့ဘယ်ဟာမှမသေးချဘူးလေမသေးချဘူးဆိုသူကကျွန်တော်တို့ဒါပြမှာပေါ့ဒီဟာလားပေါ့ဒီကအနီးချိုက်မိုင်းပေါ့သူကတော့ကင်ထားတာဆိုသူကဒီဟာလို့မေးမှာပေါ့ကျွန်တော်တို့အနီးချိုက်မိုင်းဆိုဒီဟာလားပေါ့ဒါမှမဟုတ်လေအနီးလောဆိုဒီဟာလားပေါ့နော်အဲ့လိုမေးရတာပါတော့အဲ့လိုဆိုလို့ရှိရင်ကျွန်တော်တို့ကသူပြောတဲ့ဥစ္စာကျွန်တော်တို့ကင်ထားတဲ့ဟာသူပြဟိုကျွန်တော်တို့လိုချင်တဲ့ဥစ္စာသူကင်ထားတဲ့ဟာမဟုတ်ဘူးပေါ့အဲ့လိုဆိုရင်ကျွန်တော်တို့ကအနွန်လို့ပြောလို့ရတယ်အနွန်ဆိုရင်ဟိုဟာပေါ့ဟိုဟာဆိုရင်သူကတိသွားပြီဩသူကင်ပြတဲ့ဥစ္စာမဟုတ်ဘူးဆိုသူဒါကိုဖယ်လိုက်ပြီပေါ့ပယ်လိုက်ပြီဒီနှစ်ခုထပ်ကင်ပြတာပေါ့အဲ့ချိန်မှာသူကဒီတစ်ခုကင်ပြတယ်အဲ့ဆိုရင်နင်ယူချင်တဲ့ဥစ္စာဒီဟာလားပေါ့သူကအဲ့လိုမျိုးမေးနေဆိုရင်ကိုကဟုတ်သွားပြီအဲ့ဒါဟုတ်နေပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာဒီအဲ့ဒါကိုကျွန်တော်တို့ဟုတ်နေတဲ့ဟာကိုအနွန်လို့ထပ်ပြောလို့ရှိရင်ဘယ်လိုဖြစ်မလဲအဓိပ္ပာယ်ဟိုဟာဆိုတော့လေတိလားအစွမ်းနာတော့မဟုတ်လို့လေ
ဒီဟာလားဆိုမဟုတ်ဘူးဆိုကျွန်တော်တို့ကအနွန်းလို့ပြောတော့ဟိုဟာဆိုတော့ဒါကိုချလိုက်တာပေါ့တခါဒီခါကင်ပြတဲ့ခင်ကြတော့ဟုတ်ကဟုတ်နေပြီကိုယူခြင်းတဲ့ဟာဒါဟုတ်နေပြီဒါမဲ့ကိုကပါဇက်ကအနွန်းလို့ပဲပြောမယ်ဆိုရင်ဟိုဟာလို့ပဲထပ်ပြောမယ်ဆိုရင်သူကဒါကြီးလည်းပယ်လိုက်မှာပေါ့ဒီတစ်ခုပဲကြံတော့တယ်အဲ့ဆိုပဲသူဒါပဲပြီးမှာပေါ့ရောဆိုပြီးကိုဟုတ်တယ်မလားအဲ့တော့ကျွန်တော်တို့ကအဲ့လိုမျိုးဟုတ်နေပြီဆိုလို့ရှိရင်အနွန်းလို့ပြောလို့မရတော့အနန်းလို့ပြောရမယ်အဲဟာပေါ့သူထောက်ပြတဲ့ဟာမှန်နေပြီဆိုရင်မြန်မာလိုစဉ်းစားကြည့်လေအဲဟာဆိုမှသူကဒါကိုပေးမှာပေါ့မဟုတ်ရင်ကျွန်တော်တို့အနွန်းဆိုရင်နှစ်ခုပဲကြံတော့ဒါကြီးကောက်ပေးမှာပေါ့ရောအနေယူချင်တာဒါဆိုပြီးတော့သိလားဒါမဲ့ဒါကတော့ဟိုဂါဂနာတိအောင်ရှင်းပြတဲ့သဘောပါပဲတကယ်လို့ကျွန်တော်တို့အပြင်မှာဆိုရင်ခေါင်းငိမ်ပြလိုက်ပြီးရောဟုတ်တယ်မလားလမ်းမျိုးထိုးပြမယ်သူကဒါလားဆိုဟုတ်တယ်ဆိုခေါင်းငိမ်ပြလိုက်ပေါ့မဟုတ်ခေါင်းခါပြလိုက်ပေါ့ဒါပြီးအလွယ်ဆုံးနည်းပေါ့ဗျာဒါကတော့ဘာသာစကားတင်တဲ့ပုံစံမျိုးမဟုတ်ဘဲနဲ့ဒီကျွန်တော်ဘဝမှာဖြည့်လဲအောင်ဖြည့်ရှင်းတဲ့နည်းကိုပြောလိုက်တာပေါ့တကယ်တမ်းကျတော့ဘယ်လိုလုပ်အောင်ဆိုတော့ပါဇက်နဲ့ပြောကြည့်ဆိုလို့ရှိရင်ဆွမ်းနာလိုလေးဒါလေးတင်ခြင်းလို့အဲ့လိုကြီးတင်ပြတာပါအပြင်မှာကျတော့ခေါင်းငိမ်ပြမယ်ခေါင်းခါပြမယ်ဆိုရင်တော့ပြီးတာပါပဲเนาะဒါတော့ဟိုဒါမဲ့အဲ့ဒါတခါတည်းပြောလိုက်တာပေါ့နော်အစနနေရာမှာအဲ့ဒီအနီးနဲ့အဲ့ဒီတင်တဲ့စကားလုံးတွေတခါတည်းကြလို့ရှိရင်မတူတဲ့နေရာလေးရှိတယ်ပေါ့အဲ့ခင်ကြတော့ကွယ်ပြားလေးတိသွားတော့နည်းနည်းပို့အဆင်ပြေသွားတာပေါ့ဗျာပြောရတဲ့နေရာကြရင်နော်အဲ့ကြောင့်မို့ဒီကောင်ကတော့သိရှင်းပြကြမလို့ပါဘူးသူ့ရှေ့ရဗီဒီယိုလိုပါပဲသူ့ရှေ့ရကောင်လိုပဲအတူတူပဲဒီမှာဆိုလို့ရှိရင်ရှေ့မှာတော့တင်ထားတယ်ပေါ့နော်ဒီမှာလန်ချက်နီးဆိုတာနော်ဒီနောက်ဆိုပြီးတင်ထားတယ်ဒီအခုကျတော့အဲ့ဒီနောက်ဆိုတော့အဲ့လိုမျိုးတခါတချို့နေရာကျတော့တုံးရတာအတူတူပဲလေဥမာဒီမှာဆိုလို့ရှိရင်လန်ချက်နီးကြော်မိုက်ခွိုက်ပိုင်းတလားလဲအောင်ဆိုတော့အနီးဆိုတော့ဒီပေါ့ဒီနောက်မှာကျွန်တော်ဒီမှာကြော်တဲ့ကြော်ဆိုတော့ဒီနောက်ကြော်ကဈေးသိမ့်မသွားတော့ဘူးပေါ့အဲ့ဒီနေရာမှာကျွန်တော်ကလန်ချက်နန်းလို့ထည့်ပြီးတော့အခုဒီနေ့တင်မဲ့လန်ချက်နန်းထည့်ပြီးတော့အဲ့ဒီနောက်ကြော်ဈေးမသွားတော့ဘူးဈေးသိမ့်မသွားတော့ဘူးဒါလည်းအတူတူပဲရတာပဲလေပြောချင်တာရတဲ့နေရာတော့ရတယ်ပေါ့ဗျာအစောနောက်လိုမျိုးနေရာလေးတွေခါတည်းကြုံရင်တော့မရဘူးလို့နော်အဲ့လိုနေရာကျွန်တော်နည်းနည်းလေးဂယူဆိုင်ပေါ့လို့တော့အဲ့ဒီနေရာမှာလည်းကျွန်တော်ပြောသလိုပဲခေါင်းချင်းခေါင်းခါပြီးပါတယ်နော်ဒါပေမဲ့တင်တဲ့လူဆိုလည်းတင်ပေးရတာပေါ့ဗျာနော်အဲကြောင့်တိတ်မလို့ဘူးလို့ပြောတာပါဒီစကလုံးကနော်ထိလန်နောက်ဆိုလို့ရှိရင်နောက်တကလန်ချန်နီဒီနောက်အဲ့ဒါပြီးတော့ဒီမှာဒီနေ့တင်နေကြတော့လန်ချန်နန်ဖြစ်သွားတာပေါ့လန်ချန်နန်ဆိုတာအဲ့ဒီနောက်နော်အဲ့ဆိုရင်ဒီမှာလည်းအဲ့လိုပဲလန်ချန်နန်အဲ့ဒီနောက်တကယ်တော့ရှေ့မှာထုံးစံတိုင်းပဲကိစ္စတစ်ခုဖြစ်ပြီးသွားပြီကျွန်တော်တို့ပြောပြီးသွားပြီနော်ဟိုတနေ့ကသူဈေးသွားတာရဲဖန်ခံလိုက်ရတယ်အဲ့ဒီနောက်ကျွန်တော်လည်းဈေးသိမ့်မသွားဖြစ်တော့ကြောက်လို့ပေါ့ဗျာအဲ့လိုမျိုးလန်ချန်နန်အဲ့ဒီနောက်ဖုံก็ไม่ค่อยไปตลาดแล้วผมก็ไม่ค่อยไปตลาดแล้วဟိုအသက်ထဲကျင်လည်းရပါတယ်နော်ผมก็ไม่ค่อยไปตลาดแล้วအဲ့ဒီနောက်ကျွန်တော်လဲကောကလဲဖုံကကျွန်တော်လေဖုံကကျွန်တော်ဖုံမဟုတ်ဘူးเนาะဥစ္စာတော့မပါပါဖုံကောဆိုကောကလဲပဲလဲရတယ်ဗျာဆိုတော့ကျွန်တော်လဲပေါ့လန်ချန်နန်အဲ့ဒီနောက်ဖုံကောကျွန်တော်လဲไม่ค่อยไปตลาดแล้วไม่ค่อยဆိုရင်ရှေ့မှာတင်ပြီးသားเนาะခွိုက်ကတိတ်ပြီးတော့ပိုင်းတလာဈေးသွားတာအဲ့တော့မိုက်ခွိုက်ပိုင်းတလာဆိုတော့တိတ်ပြီးဈေးမသွားလျှောက်ကလောက်ဖြစ်နေနော်ဒါကျွန်တော်အမြန်ရေးသွားတာပေါ့နော်ကျွန်တော်စာတင်ရင်းနဲ့ဆိုတော့လေတခါတည်းကျအမြန်ရေးရတယ်ဆိုတော့ကိုယ့်ဘန်ကိုရေးထားတဲ့ဟာပါပဲနော်ကျွန်တော်စာအုပ်တွေပါဒီတိုင်းပဲအလို့ရေးရဆိုတော့တခါတည်းကျတော့လေစိတ်ကနောက်ပါရေးမှလဲဆိုပြီးစဉ်းစားနေနေလေတခါတည်းလက်ကရိုက်တာမအောင်အမေကိုလက်ရိုက်တာကိုကမကြည့်မိရလဲရှိမှာပေါ့နော်မိုက်ခွိုက်ပိုင်းတလာလဲအောင်ဆိုရင်တော့ဈေးသိမ့်မသွားဖြစ်တော့ဘူးရှေ့မှာလည်းတင်ပါပြီးတော့เนาะဒီအကြောင်းอ่ะမိုက်ခွိုက်ပိုင်းတလာလဲအောင်เนาะမိုက်ကညင်းတယ်ခွိုက်ပိုင်းတလာကြတော့ခွိုက်ကတိတ်ပိုင်းတလာဈေးသွားတာတို့တော့မနဲ့ပေါင်းလိုက်တော့တိတ်ပြီးတော့ဈေးမသွားဖြစ်တော့ဘူးလို့ဖြစ်သွားတာပေါ့เนาะပိုင်းတလာဈေးသွားတယ်မိုက်နဲ့ဆိုရင်ဈေးမသွားဘူးတိတ်နဲ့ပေါင်းလိုက်တော့ခွိုက်ကတိတ်ဆိုတော့တိတ်ပြီးတော့ဈေးမသွားဘူးပေါ့အဲ့ဒီမှာလျှောက်ပါတော့ကြတော့လျှောက်ကလည်းဆရာတို့ပြောရမယ်ဆိုလို့ရှိရင်တော့ဥမာပြန်ရှင်းပြလိုက်ပါမယ်เนาะဗီဒီယိုတော့နည်းနည်းလေးရှည်သွားမှာပေါ့เนาะလျှောက်ကလည်းဒီမှာကျွန်တော်တို့ရှင်းပြလိုက်မယ်နော်လျှောက်ကကြတော့ကျွန်တော်တို့ဘယ်လိုရေးပြရမလဲဆိုတော့လျှောက်ကကြတော့လေအဲ့လိုပဲဥမာကျွန်တော်တို့ကင်လျှောက်ဆိုတဲ့စကားလုံးထားပါတော့ကင်ကစားတယ်ပေါ့နော်နားငယ်တန်လေးပါတယ်နော်ကင်လျှောက်နော်ကင်လျှောက်ဆိုလို့ရှိရင်ကျွန်တော်တို့ကစားပြီးပြီပေါ့စားပြီးပေါ့ထားပါတင်ချင်တာတော့အဲ့ဒါမဟုတ်ပါအောင်နော်စားပြီးပြီစားပြီးတယ်လည်းပြောလို့ရတယ်စားပြီးပြီလို့လည်းပြောလို့ရတယ်နော်အဲ့တော့ကင်လျောက်ကစားပြီးပြီပေါ့ဗျာကင်လျောက်ကစားပြီးပြီဆိုရင်ကင်ကစားတယ်လျောက်ကပြီးပြီစားပြီးပြီပေါ့ဒါပေမဲ့ကျွန်တော်တို့ကဒီလျောက်ကဟုတ်ပြီရှေ့ကအပြူတဘောဆောင်တဲ့စကားလုံးဆိုရင်တော့ပြီးပြီလို့ပြန်လို့ရတယ်ဒါပေမဲ့မစားပြီးပြီလို့ကျွန်တော်တို့မပြောဘူးလေမစားပြီးပြီဆိုကျွန်တော်ရေးကြည့်အောင်မိုက်ကင်လျောက်ပေါ့ကင်လျောက်ကစားပြီးပြီလိုက်ညင်းတဲ့ကောင်ကမိုက်ကကြတော့ညင်းတာမိုက်ကင်လျောက်ဆိုတော့မစားပြီးပြီလို့သွားပြန်လို့မရဘူး
မြန်မာမှာဆိုမစားတော့ဘူးပဲပြောတယ်လေအဲ့လိုမျိုးပေါ့အဲ့လိုမျိုးပုံစံဖြစ်ပါတယ်မိုက်ကင်လျှောက်ဆိုဒီလျှောက်ကိုကျွန်တော်တို့ကတော့ဘူးလို့ပြောင်းပေးရမယ်ဒီလျှောက်ကိုလေတော့ဘူးလို့ပြောင်းပြီးတော့မစားတော့ဘူးဆိုပြီးပြန်ရတယ်မစားတော့ဘူးဘာကြောင့်ဒီဆိုတော့ဒီလျှောက်ကရှေ့မှာအငင်းစကလုံးပါလို့နော်ကင်လျှောက်ကတော့စားပြီးပြီမိုက်ကင်လျှောက်ဆိုမစားတော့ဘူးလို့ပြောင်းပြန်ပေးရမယ်နော်ဒီလျှောက်ကိုတဘောကမိုက်မှာရှေ့မှာအငင်းပါလို့အငင်းနဲ့လျှောက်နဲ့တွေ့ရင်လျှောက်ရဲ့အဓိပ္ပာယ်ကတော့ဘူးလို့ဖြစ်သွားတယ်ဥမာပိုင်းတလာလျှောက်ဈေးသွားပြီးဒါမှမဟုတ်လေဈေးသွားပြီးပြီပေါ့အဓိပ္ပာယ်နှစ်ခုရှိတယ်အဲ့ဒါကိုကျွန်တော်တို့ကဈေးမသွားတော့ဘူးဆိုလို့ရှိရင်ရှေ့မှာမိုက်ထည့်လိုက်ရအောင်မယ်မိုက်ပိုင်းတလာလျှောက်ဈေးမသွားတော့ဘူးเนาะအဲ့တော့ဒီမှာရှေ့မှာမိုက်ပါလို့ရှိရင်အငင်းတဘောပါရင်လျှောက်နဲ့သုံးမယ်ဆိုရင်တော့ဘူးလို့အဓိပ္ပာယ်ပြန်ပေးเนาะကင်ကတော့စားတယ်မိုက်နဲ့တွေ့တော့မိုက်ကင်ဆိုတော့မစားတာပေါ့မစားပြီးပြီလို့မပြောဘူးလေမစားတော့ဘူးလို့ပဲပြောတယ်ပေါ့เนาะအဲ့လိုဒီမှာလည်းအဲ့လိုပဲအခုကျွန်တော်တို့ဒီကွန်ပျူတာနဲ့တင်တဲ့အခါ sorry ကွန်ပျူတာပြောပါပြီဒီထဲမှာရေးထားတယ်ပေါ့ဗျာကွန်ပျူတာထဲမှာရေးထားတယ်ဆိုတာလည်းအဲ့လိုမျိုးပုံစံရေးထားတာပဲဒီမှာเนาะဒီမှာတကယ်လို့ခွိုက်မထည့်ခြင်းလဲမိုက်ပိုင်းတလာလျှောက်ဆိုရင်မိုက်ပိုင်းတလာဈေးမသွားဘူးလေအငင်းပါတယ်ဆိုတော့လျှောက်ကထည့်လိုက်တော့မိုက်ပိုင်းတလာလျှောက်ဈေးမသွားတော့ဘူးပေါ့ခွိုက်ကတိတ်ဆိုတော့တိတ်ပြီးတော့ဈေးမသွားတော့ဘူးတခြားလုံးပြမယ်ဆိုတော့လန်တနန်အဲ့ဒီနောက်ဖုံကောမိုက်ခွိုက်ပိုင်းတလာလျှောက်ကျွန်တော်လဲပဲဈေးသိပ်မသွားဖြစ်တော့ဘူးပေါ့အဲ့လိုပုံစံဖြစ်သွားတာပေါ့နော်အဲ့ဆိုရင်တော့ဒီကောင်ရမယ်ထင်ပါတယ်နော်ကျွန်တော်ပေးလိုက်ပါမယ်